Writing lessons part 4 စာရင်းဤသင်ခန်းစာများအပိုင်း14 Many plus plural countable noun Many ဆိုတဲ့အသုံးအနှုန်းနဲ့ plural countable noun ရေးတွက်လို့ရတဲ့ noun အများတွေနဲ့သုံးတဲ့ပုံစံကိုပြောပြမှာဖြစ်ပါတယ် Many ကမြန်မာလိုများစွာဒီလိုအဓိပ္ပာယ်ရပါတယ်မြန်မာလိုအရင်ဖတ်ကြည့်အောင်စာအုပ်များစွာမြန်မာမှာစာအုပ်ပထမဆုံးရေးပါတယ်များစွာကဒုတိယရေးပါတယ်ဒါပေမဲ့အင်္ဂလိပ်လိုပြန်ရေးတဲ့အခါကျတော့များစွာလို့အဓိပ္ပာယ်ရတဲ့ many ကခြေကရေးရပါတယ်စာအုပ်မြန်မာလိုပထမဆုံးရေးတဲ့အပိုင်းကအင်္ဂလိပ်လိုရေးတဲ့ခါကျတော့ဒုတိယပိုင်းအနေနဲ့ရေးရပါတယ် books many နဲ့တွဲသုံးမယ်ဆိုရင်နောက်ကလိုက်တော့ noun ဒီ plural countable noun ရေးတွက်လို့ရတဲ့ noun အများဖြစ်ရပါမယ်ဒါကြောင့်ဒီနေရာမှာ s ပါနေတာသတိထားမိပါလိမ့်မယ်စာအုပ်များစွာအရင်ရေး many စာအုပ်က books ကြောင်များစွာအရင်ရေး many ကြောင်က cats ရုံးများစွာအရင်ရေး many ရုံးက office တငယ်ချင်းများစွာအရင်ရေး many တငယ်ချင်းက friends အားလုံးက noun အများတွေကိုပဲသုံးထားတာတွေ့ရပါတယ် noun အများတွေမှာ s တုံးမို့ est နဲ့ဆုံးတာတွေ့ရပါလိမ့်မယ် much plus uncountable noun much နဲ့သုံးတဲ့အသုံးအနှုန်းကြတော့ uncountable noun လို့ခေါ်တဲ့ရေးတွက်လို့မရတဲ့ noun တွေနဲ့တွဲသုံးရပါတယ် much ကဘယ်လိုအဓိပ္ပာယ်ရလဲဆိုတော့အများအပြားများစွာအစရှိသည့်ဖြင့်အဓိပ္ပာယ်ရပါတယ်ဒါဆိုရင်များစွာချင်းတူနေပေမဲ့ဘယ်လိုနေရာမျိုးတွေမှာ many သုံးတာလဲဘယ်လိုနေရာမျိုးမှာ much ကိုသုံးတာလဲဆိုတော့ရေးတွက်လို့ရတဲ့အကောင်တွေနဲ့သုံးမယ်ဆိုရင်များစွာလို့အဓိပ္ပာယ်ရအောင် many ကိုအသုံးပြုပြီးတော့ရေးပါတယ်ရေးတွက်လို့မရတဲ့အကောင်တွေကြတော့များစွာအများအပြားလို့အဓိပ္ပာယ်ရအောင် much နဲ့သုံးပါတယ်သတင်းအချက်လက်အများအပြားဆိုရင်သတင်းအချက်လက်ကရေးတွက်လို့မရတဲ့ uncountable noun ဖြစ်တဲ့အရာမို့လို့ much နဲ့သုံးရတာဖြစ်ပါတယ်သတင်းအချက်လက်အများအပြားမြန်မာမှာအများအပြားကဒုတိယနေရာနဲ့သတင်းအချက်လက်ကပထမနေရာဖြစ်နေတာတွေ့ရပါတယ်အင်္ဂလိပ်လိုရေးတဲ့ခါကျတော့မြန်မာလိုဒုတိယနေရာသည်အင်္ဂလိပ်လိုပထမနေရာကရေးရပါတယ်ဒါကြောင့်အများအပြား much သတင်းအချက်လက်က information အကြံဉာဏ်အများအပြား much အကြံဉာဏ်က advice ရေးအများအပြားက much ရေးက water ဆန်အများအပြားက much ဆန်က rice စိတ်ရှည်မှုများစွာက much စိတ်ရှည်မှုက fish ပျော်ရွှင်မှုများစွာက much ပျော်ရွှင်မှုက happiness ငွေအများအပြားက much ငွေက money ဒီနေရာမှာသုံးထားတဲ့ noun တွေကတော့ uncountable noun တွေပဲဖြစ်ပါတယ်သတင်းအချက်လက်ဆိုတာ uncountable noun အကြံဉာဏ်ဆိုတာ uncountable noun ရေးဆိုတာ uncountable noun ရေးလိုပဲအရေးဒီမှန်သမျှဒီ uncountable noun ပဲဖြစ်ပါတယ်ဆန်အစီတွေအဆန်တွေအမှုန့်တွေဒါ uncountable noun တွေပဲဖြစ်ပါတယ်သိချေမှုပျော်ရွှင်မှု
အစရှိတဲ့စိတ်နဲ့သက်ဆိုင်တဲ့နာနေဟာ uncountable noun တွေပဲဖြစ်ပါတယ်ရေးတွက်လို့မရတဲ့နာနေပဲဖြစ်ပါတယ်ငွေလို့ပြောရင် uncountable noun ထဲမှာထည့်ပါတယ်ဒါပေမဲ့ကျပ်ဒေါ်လာပေါင်ယန်းဘတ် ringgit အစရှိသည့်ဖြင့်တိတိကျကျငွေကြေးစနစ်ကိုသတ်မှတ်ပြီးရင်တော့ countable noun နေရာမှာထည့်လို့ရပါတယ်ငွေလို့ရေပုံရသဘောပဲသုံးတယ်ဆိုရင် uncountable တဲမှာထည့်တယ်လို့မှတ်သားရပါမယ်